အတိတ်ပဲလေးကိုရှင်းပြပေးပါဦးဟုတ်ကဲ့တချင်းလေးရဲ့အတိတ်ပဲကတော့ဝန်ပြည်နယ်အတွင်းရှေးသမိုင်းဝင်စီတီပထိုးများနဲ့ကြက်တရင်မင်္ဂလာအပေါင်းနဲ့ပြည့်စုံတဲ့မွန်တို့ရဲ့ရိုးရာဓလေ့စားတောက်ဖွယ်ရာရိုးရာကရိုးရာဝတ်စုံတို့ကိုဖော်ကျူးတည်ဆိုထားတဲ့တချင်းလေးဖြစ်ပါရှင်ဒါဆိုတော့ရွှေမြန်မာတွေအကြိုက်တွေ့ပြီပေါ့အားလုံးရွှေမြန်မာတွေလက်ကုပ်တီးပြီးဖိတ်ခေါ်ကြပါစို့လားခင်ဗျာใจกวนปุยโมจีตัวเธอก็มาสายาโมเป็นสตูเอ้ยน้องจับหลอมเย่เย่เอาพวกเต้าห้าโมยังไม่ขวาเดินฉันล้างเจกูโลก็ยายมองสาวไร้ปุ๊บปุ๊บได้จะได้โกนได้โมใจขโมยใจซอยเดินป่วยมุนใจละไม้ท่าสุขละโกใจมุนโลกรังจับใจสิ่งได้สดเรียนโอ้แล้วแต่ไม่ลงได้ป่วยมุนต้องดกหลงรีเวจ้าสุดหลงเย่เย่เอาต้องเต้าหูห้าโมงเย่เย่เอาต้องเต้าหูห้าโมงอยากไปคว้าได้เป็นฉันลังกวยเจ้กูหลงอยากไปคว้าได้เป็นฉันลังกวยเจ้กูหลงไม่ได้เขาสาวไปปุ๊บได้จะได้ก็หมดจะได้ก็หมดใจเสียเย่ก็เต้าเดือดจนใจเกลียดไม่รักใจกวนมือใจสั่นลานมัวมาล้างมัวมาลอยแต่ตูศาสนาใจโง่สอบมือซ้ำใจเราแต่ยาวต้ามองเราจนขโมยสังคนมองตลาดปุญญาตกลายเกลียดลงตลาดปุญญาตกลายเกลียดลงศาสนาใจโง่สอบโง่ซ้ำใจเราแต่ยาวต้ามองเราจนขโมยสังคนมองตลาดปุญญาตกลายเกลียดลงตลาดปุญญาตกลายเกลียดลง ใจ
ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာဒီကနေ့ကျွန်တော်ရဲ့ခံစားချက်လေးတစ်ခုပြောပြအောင်မယ်မြန်မာပြည်မှာနေတော့အလင်းပေါက်နဲ့လောလူတော်တစ်ခါတလေဖောက်ပြန်มาတော့စက်ကတော့ဖောက်ပြန်มาပဲ ဟုတ်ပါ ကျွန်တော်ဒီကနေ့အစီအစဉ်လေးကြည့်ခြင်းအားဖြင့်မြန်မာပြည်မှာနေတော့ညလုံးပေါက်တော့ကျွန်တော်တို့အငိမ့်ပွဲတွေကြီးခဲ့တာတွေကိုသတိရပါတယ်အားလုံးမြန်မာပြည်ကိုလွမ်းနေကြမယ်လို့ယုံကြည်ပါတယ်ကျွန်တော်ဆက်လက်ပြီးတော့မှညီမငယ်လို့ထင်ပါတယ်မိုင်ဆိုတော့နော်ကချင် KRC အဖွဲ့ကနေပြီးတော့မှမိုင်ကနေပြီးတော့မှတချင်းကလေးနဲ့ကျွန်တော်တို့ဖျော်ဖြေတင်ဆက်သွားမယ့်စီစဉ်ဖြစ်ပါတယ်တချင်းရခေါင်းစဉ်ကတော့အသေးကွဲဘရင်ပါဆိုတဲ့ဟာနဲ့ What about love အချစ်တလားဆိုတဲ့တချင်းနှစ်ပုဒ်ကိုတင်ဆက်ဖျော်ဖြေသွားပါမယ်ရှင်မိခါဆိုတဲ့ငါဘရင်မဆိုတဲ့တချင်းလားမသိဘူးကဲပရိသတ်ကြီးမိုင်နဲ့အတူပျော်ကြစေပါခင်ဗျာဝူးအားလုံးမင်္ဂလာပါခုလုံးတိုင်းတန်းအားလုံးပြန်ပြီးတော့ဆုံတွေ့ရခွင့်ရတဲ့အတွက်အရန်ကျေးဇူးတင်ပါတယ်အရန်လဲဝမ်းသာမိပါတယ်ရှင်ဆုံးရမယ့်ဘဝကိုသာငါဒီမှာတဲ့ညဟတ်တဲ့ကိုရမယ်ဘူရီတာတဲ့ညဟတ်တဲ့ကိုဒီယာငါဒီမှာတဲ့ညဟတ်တဲ့ကိုရမယ်ဘူရီတာတဲ့ညပဲနဲ့ကိုလို့တာတဲ့ညဟတ်တဲ့ကိုရမယ်ဘူရီတာတဲ့ညပဲနဲ့တော့Peña chuye, chone sega di, londa sabi, nga le machame, chimine sucho, poplan lo kaunyo, nga ye chiye, lo sufene pa. Nga biyima, peña hatte kweyame, burita, peña hatte kwebiya, nga biyima. Peña hatte kweyame burita Peña hatte kweyame ma Peña hatte kweyame sorry Peña pene tosa cha nga biyimaကျမမလေးရှားရောက်တာအသေးပဲပွဲနေလို့ဒီချစ်စောရတာဖြစ်ပါလေဒီလုံးသားရင်သာဒီစိတ်လုံးမလားဂျာနေစနေတွေ့ချင်လို့တင်တယ် Secret နဲ့ဒီညသူရှောင်းနိုင်လားအသိညချီလို့သစ္စာစီလာကောင်းပြန်စားငါဒီမှာဘယ်ညဟတ်တဲ့ခွေရမယ်ဘူရီတာဘယ်ညဟတ်တဲ့ခွေရငါဒီမှာဘယ်ညဟတ်တဲ့ခွေရမယ်ဘူရီတာဘယ်ညဟတ်တဲ့ခွေရငါဒီမှာဘယ်ညဟတ်တဲ့ခွေရမယ်ဘူရီတာPeña hatte kweyame nga biyima Peña hatte kweyame burita Peña bene tosa cha nga biyima
ဆက်ပြီးတော့အချစ်တဲ့လားဆိုတဲ့ချင်းလေးကိုဆိုချင်ပါတယ် ချစ်တယ်လား
မင်းကျေးဇူးကြောင့်ယူနိုင်တယ်ညီမလေးရဲ့ကျေးဇူးတွေကြောင့်ပရိသတ်တွေယူတော့မယ်ဘယ်လိုလုပ်မလဲ ရမေကျေးဇူးတင်ပါတယ်ခုလိုအားပေးတဲ့အတွက် ညီမလေးရဲ့နာမည်လေးကိုမိတ်ဆက်ပေးပါဦး ကျမရဲ့နာမည်ကတော့ April Mai Ginro ဟုတ်ပါတယ်ကျမကချင်တိုင်းတူလေးဖြစ်ပါတယ်ရှင် ညီမလေးဘယ်မှာနေလဲဆိုတဲ့အကြောင်းလေးလည်းမိတ်ဆက်ပေးပါဦး ကျမကတော့ကပုံးမှာနေပါတယ်လို့ ဟာရန်ဝေးတာဗောလာလဲမယ်ဆိုရင်လည်းတိတ်ဝေးတာပဲဒါဆိုတော့ ဖိတ်ခေါ်ပါတယ် ဖုန်းလေးပါလေးဆက်လို့ရမလားလို့ပြောပရိသတ်ကိုပြောကြည့်ပါဦး ဖုန်းနံပါတ်ကအလွတ်မရဘူးဖြစ်နေ ဟောတော့ဒုက္ခပဲ Facebook နံပါတ်တော့တော့ရပါဘော ရှားပါတယ်လို့ Facebook နံပါတ်ကတော့ဥအကျင့်နာဖြစ်ပါတယ် ဦးအတက်နာ ကျမဘယ်လိုပြောရမလဲပေါ့နော်ဒါကကျမရဲ့ nickname ပေါ့ Okay ဥအကျင့်နာကျမကိုနောက်ဘက်မှာလည်းလာမေးလို့ရပါကျမကိုယ်တိုင်ရေးပေးပါမယ်လို့ ဟုတ်ကဲ့ကျေးဇူးအများကြီးတင်ပါတယ် ဟုတ် ညီ ကဲ့ မလေး ပါ ဒီကနေ့မှာပြင်ဆင်လာရတာတွေတွေ့ရတဲ့ခါကျညီမကတကယ်အမှုပညာရှင်သမားတစ်ယောက်ဆိုတာကိုတို့တီးလို့ရပါတယ်အဲဒါဆိုတော့ညီမလေးခွေးတွေဘာတွေမှာရောစုပ်ပြီးလားမသိဘူးနော် ကျမမဆိုရသေးပါဘူးရှင် Okay ဒါဆိုရင်မလေးရှားရောက်နေတာဘယ်နှစ်လောက်ရှိပြီလဲမသိဘူးနော် 3နှစ်ရှိပါပြီ 3နှစ်ရှိပြီရှိုးပေါင်းဘယ်လောက်စုပ်ခဲ့ပြီလဲမသိဘူး ဒါနဲ့ဆိုတော့9ခုပေါ့ ကဲပရိသတ်ကြီးမှတ်ထားလိုက်တော့မိုင်ပါတဲ့ပွဲဆိုစီမဲ့ပွဲဆိုတဲ့ကိုမှတ်ထားလိုက်ဒါကြောင့်မို့သူ့ရဲ့ contact number တွေအကုန်လုံးယူထားကြစို့မိုင်ကျေးဇူးအများကြီးတင်ပါတယ်ပရိသတ်လေးကိုအားပေးစကားလေးတစ်ခွန်းလောက်ပြောပေးပါဦး ကျမတို့ဒီမလေးရှားမှာလာရောက်တဲ့သူတွေအားလုံးကဘဝတူချင်းပါစိတ်အားမငယ်ပါနဲ့ဘာပဲဖြစ်ဖြစ်ကျမတို့ရဲ့မျောလင့်ထားတဲ့နေရာကိုရောက်အောင်ရှောက်လန်းကြပါစို့လို့ရောက်စီကျေးဇူး Okay မိုင်အတွက်လက်ခုပ်တန်းလေးကြဲကြဲလေးတီးပေးပါကျေးဇူးတင်ပါတယ် ကျေးဇူးတင်ပါတယ်ရှင် တိတ်ပြောစရာကောင်းပါတယ်မိုင်ကိုနောက်တစ်ခေါက်ပြန်ဆိုခိုင်းရင်ကောင်းမယ်ထင်တယ်နော်ပရိသတ်ကြီးသဘောတူလားပရိသတ်ကြီးကကျွန်တော်ဘက်မပါဘူးတော့ရတယ်ကိစ္စမရှိဘူးကဲနောက်စီစဉ်လေးပြောပြပါဦးဆိုတော့နောက်စီစဉ်လေးကကျွန်တော်တို့ရိုးရာအကဇက်လေးကိုပြန်လဲပြီးတော့မှရှုစားမယ်အချိန်ပဲဖြစ်ပါတယ်အရကန်အဖွဲ့အစည်းကနေပြီးတော့မှသူတို့ကပြဖြောပြမယ်သူတို့ natural music လေးနဲ့ကပြဖြောပြမှာဖြစ်ပါတယ်အဲ့ဒီအတွက်ကြောင့်မို့ကျွန်တော်တို့အရကန်အဖွဲ့အစည်းကိုပြန်လဲပြီးတော့မှဖိတ်ခေါ်ကြပါစို့လားပရိသတ်များပြင်းနေပြီဆိုရင်ဟိုမှာအစားတောက်တွေဒံပေါက်တို့ကြံဆိုင်ဟင်းတို့ရတယ်ဆိုတဲ့အကြောင်းလဲသတင်းကောင်းပါခြင်းပါတယ်အရကန်အဖွဲ့အစည်းကိုသူတို့ကပြဖြောပြမယ်အဓိပ္ပာယ်လေးပြောပြပါဦး တချင်းရဲ့အတိတ်ပဲကတော့ရခိုင်တို့ရဲ့ဘဝနေထိုင်မှုအခြေအနေများကိုဖော်ကျူးထားတဲ့တချင်းဖြစ်ပါတယ်ရှင် ရခိုင်တို့ရဲ့ဘဝနေထိုင်မှုအခြေအနေကိုပြတဲ့သချင်းလေးဆိုတော့ရခိုင်ပြည်ကိုလွမ်းရင်းနဲ့ရှုစားကြပါစို့လားခင်ဗျာအားလုံးဖိတ်ခေါ်ကြရအောင်
တောင်းတဲ့လာခဏလာပုံစံတော်စောလေးဝိရတဖန်ကန်ကန်စောင်းပတ်ကန်မမရခိုင်ဆိုင်စပ်လာနေလေဒီမြင်ကြတာပေါ်လာပြီးဝလုံးဝတီလေးရသူဟန်စောလေးကိုမျိုးကိုဆောင်တီလာကိုဆောင်ရခိုင်လို့ဆိုင်စပ်ထွန်းကနေလေကာမီဒီလေစူဇာမှုဝိဝေစောင်းချောက်ပဲလာမီရမတော်ရောဒီတညာမေကောင်းဒီလေရောဒီစီလုံးငင်းချင်သာစောဒီရမတော်ရောဒီတညာမေကောင်းဒီလေရောဒီစီလုံးငင်းချင်သာစောဒီတော်ငါမကြဘူးကကြောက်တာအခရသမရခိုင်ရုစာအာရီယလာလေစိတ်တော်လူလူလေးနဗရသာသနာမေရခိုင်ရုစာတော်ကဲ့သို့ကျေးဇူးအများကြီးတင်ပါတယ်တချင်းလေးလည်းနားထောင်လို့ကောင်းတယ်အကလှလေးလည်းကြည့်လို့ကောင်းတယ်ဓမ္မမရောက်ရသေးဘူးဝဲကြအောင် ရပါတယ်သူတို့တွေမလာကြသေးလို့ပါရှင်ကျမသူတို့အများဖိတ်ခေါ်ပါရှင်ဓမ္မတွေအများကြီးရှိတယ်တငယ်ချင်းတွေကိုအားကိုးလို့ရောင်းတာလေဘာလို့မဝယ်တာလဲရှောက်ပြောတာပါရောင်းကောင်းနေတယ်ကုန်တော့မယ်နော်မြင်မြန်ဝယ်စားလိုက်ကြအောင်ဆက်လက်ပြီးတော့မှဆက်လက်ဖို့ရန်တညီမလေးကပြောပြပေးပါဦးဟုတ်ကဲ့အရင်ကျင်းမှုကပရိသတ်နဲ့ပြန်လဲဖြောပြများတော့ ACR မှမရာအဖွဲ့အစည်းများရဲ့ယဉ်ကျေးမှုကပရိသတ်လေးဖြစ်ပါရှင်တချို့တွေကချင်းလူမျိုးတွေရဲ့အကလှလေးတွေနဲ့ကင်းဝေးနေကြမယ်လို့ယုံကြည်ပါတယ်ဒီကနေ့မှာအရာအမိခံစားလိုက်ကြပါစို့လားခင်ဗျမရာလူမျိုးများရဲ့အကလှလေးပါခင်ဗျအားလုံးလက်ခုပ်တီးဖိတ်ခေါ်ပေးကြပါဦးမိုက်လို့လားမိုက်လားကျွန်တော်ပေါ်ရီကျွန်တော်ရှင်းမလို့ဘူးလိုက်ပြီးတော့ကိုသိစားရောအကောင်ကြီးကြီးတွေပြစ်တက်တဲ့အခါမှာလေဟိုဘွေးခါတဲ့သဘောနဲ့ပါမရာလူမျိုးများရဲ့ရိုးရာထုံးလန်းစင်လာအရာအမဲလိုက်ထွက်သွားကြရာတွင်အကောင်များကိုဖမ်းဆီးမိတဲ့အခါကျင်းပတဲ့ဂုံပြုတ်တဲ့ပွဲလေးပဲဖြစ်ပါတယ်ဒီကနေ့ညလိုမျိုးမှာဆိုရင်သူတို့ဒီအမဲအကြီးကြီးများကိုပြည့်မိပြီးတော့မှအောင်ပွဲခံတဲ့ပွဲလေးပဲဖြစ်ပါတယ်ခင်ဗျာအားလုံးလက်ခုပ်တီးပြီးချင်းမြင့်ပေးကြပါဦး